ခြင်းနဲ့စားပြီးငိုခြင်းနဲ့ဆုံးတဲ့ဒီကဘာကြီးမှာအရာရာကိုမင်းနဲ့စားပြီးမင်းနဲ့အဆုံးသတ်ခြင်းနဲ့မိတာလိုချင်တာမင်းပြုံးဖို့မလိုချင်တာမင်းမုံကိုမျောလင်းချမ်းများစွာနဲ့ငါမင်းရဲ့အချစ်ကကိုအတွက်ဖြစ်ပါမလားကိုရဲ့ချောင်းကမင်းလေးရဲ့အမြင်မှာကြည်လင်နေပါမလား။အိုမေရဲ့မင်းတယောက်ထွက်နဲ့တွေ့ပြီးတော့ပူပန်နေရတာ။မင်းဘဝတွေကမင်းမသိပဲနဲ့ကိုလေးထွက်သွားရမှာ။မင်းမရှိတော့မှကိုအချောက်ဆုံးတော့တရားအချိန်တွေကစားသုံးလို့မတည်မြဲခြင်းတို့ပုံလွန်သွားတဲ့အခါကိုရဲ့ချစ်တို့ထင်ကြံနေပါမလားမင်းရဲ့ရင်ထဲမှာအချစ်ကိုခံစားမိချတဲ့လူသားတွေအကုန်လုံးယူရဲဆိုအချစ်ဟာတကယ်ပဲအဲ့တလောက်စမ်းချစ်တလားလို့ငါမေးချင်ဖြောင်းပြူတာရတော့လည်းမရှိပါတချို့ရာတွေကတနနဲ့ဥစ္စာရင်မတင်မြဲတာစားလို့မျက်လုံးနှလုံးဖွင့်ချိန်ဆိုသူလေးကိုနှပေးအနာအလားဆုံးတော့ပြုံးလေးတစ်ခုနဲ့ကိုသူကြိုးစိုးနေအောင်မလားရှိခဲ့တဲ့မြအမတ်တရားအလုံးစုံကိုသေးချစွာသိမ်းထားနှလုံးသားတစ်ခုရဲ့တနေရာလေးမှာရာဟောကြားတဲ့တရားမျက်နှိပ်ပံကိုမလိုချင်တော့ပါတန်တရားဆက်ဆက်တိုင်းကကိုရဲ့ဘဝကိုမေးပိုင်ဆိုင်နေမြဲပါမိကောင်းမှုအတွက်ပေးဆက်ရပါတယ်ကိုတကယ်ဝင်မလေးပါမာနအတ္တတွေအကုန်ခွာချပြီးသား